မိုက်လိုက်တဲ့သမီးရဲ့ငါတော့လေဒီဘဝကိုမပူမပင်မကြောက်မကြစင်စင်းကြီးရတဲ့ဘဝနဲ့ဟောနေညူမှန်းထားတာဒီငါတော့အမလေးဘလို့ကလေးကချင်ညူမတန်ယူမတန်တဲ့လူတွေနဲ့တော့ပတ်တပြီးခိုးရလိုက်တော့ရလည်းမသိဘူးငါရင်တော့မဆုံးဘူးငါရင်တော့မဆုံးဘူးမိုက်လိုက်တဲ့သမီး တော်ပြုတ်အဲ့လောက်လေးဖြစ်ပြမနေပါနဲ့ကျုပ်သားခိုးသွားတယ်ပဲထောင်းခင်ဗျားသမီးကလိုက်ချင်အောင်မလေ 哦，ဒါကတော့ရှင့်သားကျမသမီးမလိုက်ချင်အောင်ဘလို့နီလန်ပေါင်းစုံနဲ့အကွက်ချမြူဆွဲသွားလဲမှမသိတာကျမသမီးကကလေးရှင်မုံပြိုင်အောင်လိုက်တဲ့သိရလား အေးပါတော်ပြုတ်ရဲ့စိတ်ကိုရှော့ကလေးတွေအချိန်မတောင်းခင်ငါတို့လူကြီးလိုက်ချမယ်လား သမီးရဲ့မိထက် ခိုးသား အမိထက် တားရဲ့ ကဘာပြင်ဘက်ထင်များလိုက်သွားလားမသိဘူးမိထက် ခိုးတော့ရဲ့ မနေ့ကိုမြမ ဟေး ကိုမြမကျမသားမော်နေကျမလည်းစမစနိုင်တော့မစားနိုင်တော့ဘူးနိုင်မောစား ဟိုတော်ပြုတ်ရဲ့ကျုပ်ကသားရှင်တော့ဘာမှမဖြစ်ဘူးဖြစ်မဲ့ဖြစ်လေခင်ဗျားသမီးရှင်နစ်နာမဲ့နစ်နာခင်ဗျားပဲနစ်နာပါလားပါ မလိုက်နိုင်တော့ဘူးမလိုက်နိုင်တော့ဘူးမလိုက်အကိုရရလား ရတယ် မရညီမစနေလေအကို ရတယ်ငါနည်းနည်းပို့ပေးနော် ဒါမဲ့ရှင်းရတယ်လားပြောနေတာမျက်နှာရအီးထွက်လို့မလို့ပဲညီမစနေတကယ်ပြောညီမစနေညီမအားမနာနဲ့နော် ရတယ်ညီမစကားသိညာပါနဲ့အကွာဒီမှာကား break ပါမဟုတ်ဘူးဂုံစင်းရောက်နေပြီသတိထားပြီးမောင်းနေရတာ အကိုရရှိမတော့ကတာရှင်ကျမပြောပါတယ်ရရဲ့လားလို့ဒီလောက်မေးနေတယ်အခုတော့ပြစ်ပြီးကျိုးကုန်ပဲကုန်ပြီလားမသိပါဘူးရှင် မင်းကစကားပဲများနေတာ哦ဘာလို့ဖြစ်သွားတော့ အရှင်မရမှာလေရှဲကျမခန္ဓာကိုယ်ထဲကဘယ်လိုလုပ်ရောက်နေရတော့ ငါလည်းဘယ်လိုလုပ်သိမှာလဲဒါရအောင်ပါရတော့ ကျမပြစီးခိုင်နေလေပြန်တော့မယ် အဲ့လိုပြန်လို့မရဘူးလေနေခါတော့လည်းငါအိမ်ကန်တော့ငါမင်းကငါ့ကိုစုမှာပေါ့ အရှင်ဘယ်လိုလုပ်မှာလဲ ငါဘယ်လိုလုပ်သိမှာလဲ အော်အဲ့ဆိုဒီလောလောကဲလာကျမနေရတိုက်ခံမယ်ကျမတယောက်ထဲနေတာကျမတယောက်ထဲနေရဆိုပြီးမဟုတ်ကြလေလုပ်ဖို့မစူးစမ်းနဲ့နော် ဟာစိတ်ညက်တဲ့ဈာတဲ့အာယုံမလာဘူးဟာငါတဲပါမယ် 啊，这把对吧？没，这把也是。 ဒီပုံနော်အရင်တစ်ခေါက်ဆရာတော်ကလည်းနင်းတဲတာအပြုံးတဲအောင်ပေးပါအပြုံးတဲပါမယ် ရပါပြီဆရာကိုယ့်ကိုပဲတက်လိုက်ပါမယ်နော် ဘယ်ဟုတ်ပါမလဲဆရာရဲ့ဆရာကလေကျုံတို့ရွာကလေးတွေကိုပညာလာသင်ပေးတဲ့သူပဲကျုံကတော့ကုညမှာပေါ့ဘာပြင်း တင်းနဲ့တစ်ပေါင်းဘလောက်လဲ 豆芽， ဘာသုံးရတော့နင်းနော်နင်းဟုတ်ပြီလားဟေး အော်ဆရာလေး အော်ဘယ်လိုလာရှာလဲ ဆရာလေးကိုလာရှာတာ ကျွန်တော်ကို ဟုတ်တယ် ဘာလို့ဒီတော့ကလေဒီကိုချိုးရလား တော်တခါတော့ချိုးပါတယ် ဟာအဲ့ကြောင့်မလို့ကိုရှက်ခဏကွာလေနံမြို့ရှားနေရပဲတာနဲ့တော့ရှင်ကျမရဲ့ခဏကိုပါနေပြီးတော့နေချင်တိုင်းနေလို့တော့မရအောင်တော့တနေ့တစ်ခါတော့ရေပုံမှန်ချိုးရမယ် ဟာမချိုးချင်ပါဘူး အေးရလေ အာမလောက်ပါနဲ့တခုသမက်ဒါပဲရန်ရှာနေရနော်ဒီချိုးသိချင်တာမလားတော့ချိုးမယ်အခုတော့ချိုးမယ် ရွေးမနေနဲ့ကျမကိုရေချိုးမယ်ဆိုပဲဆက်ပြန်နေချိုးမှလည်းပြော ဒီချိုးကနေမှဆက်ပြအကြိုင်နဲ့တခုတွေးတယ်အဲ့ဒါနဲ့တိုက်ပြီးချိုးလိုက်မယ်လေ ကျမခဏကိုကြုံရဆက်ပြန်နေတိုက်လို့မရဘူးရှင် အာအဲ့ဒါဆိုပဲဆက်ပြနဲ့တိုက်ရမှာတော့ ကျမပေးမယ်ဟောဒီမှာ JN1 brand ရေချိုးဆက်ပြန်နေချိုး JY brand ရေချိုးဆက်ပြဒါနဲ့ချိုးတော့ဘာထုမှမဟုတ်လို့တော့ အာတီ JN1 Jasmine ရေချိုးဆက်ပြန်ရလေအသားကြီးမွေးချောက်တဲ့တူတွေကိုစုပြင်းနှင်းစေတယ်ပြီးရင်သွားလူရှင်အာနီတင်ပါမလို့ရေချိုးပြီးတော့ရင်လေလူရှင်ပြန်လိမ့်စရာမလိုတော့ဘူးအနက်လေးကလည်းမွေးပြီးစိတ်ကိုကြည်ရင်လည်းဆန်းစေတယ်ဟဲ့ပြီးတော့ရင်လေ JN1 ကအစိမ်းရောင်ရေချိုးဆက်ပြန်ရကြော်လေရှင်ရဲ့ဟိုကြားဒီကြားမှာရှိရဲ့ဝဲတွေပြင်နောက်ကျောမှာရှိရဲ့စာဝက်ချန်တွေကိုလည်းတက်တာပြက်ကျင်းစေတယ်ရှင်ကဂျိုင်းနဲ့တားနန်တော့လေကျမဒီအစိမ်းရောင်ရေချိုးဆက်ပြန်ရင်းနဲ့ရှင်ရဲ့ခန္ဓာကိုယ်ကြီးတုံးပေးနေရတာပါတော့ ကဲဟုတ်ပါပြီမင်းကလည်းငါ့ရေချိုးခိုင်းတာလားကြော်ညာညာလားမသေးခွဲတော့ ဟဲ့ကြောင်ရတယ်ဆိုပတ်ဆက်တောင်းလို့မှာပေါ့ ကဲဟုတ်ပါပြီတော့ချိုးလိုက်မယ်အခုဟုတ်ပြီလား နေအောင်ကျမရင်သွားချိုးမယ် lady fast ရာမှာရှင့်ခဏသွားလဲ
ကဲ TGNY brand ရေချိုးစက်ပြရေကိုလက်လီလက်ကဝယ်ယူအားပေးခြင်းသူများအတွက်ခုပြထားတဲ့ Facebook page မှာရော TikTok အကောင့်မှာပါဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ အိရှင်အိရှင် အဖေဘာလို့မလဲမသိဘူးဘာလို့နေပြန်ပြီတော့ ဩဘာရင်းနေချက်ထားတယ်လို့ကြည့်တာပါသမီးရဲ့ ဒါဆိုရင်ဒီဆိုရင်ရ ဝက်ကလီစားစားမလို့ဟုတ်ပါဘူးဟိုနင်းမြေရှော့ပင်းထွက်တော့လို့လေနည်းနည်းပါးပါးလေးနှိုက်ပြီးတော့မြည်မလားလို့ မလုပ်ပါနဲ့အဖေရဲ့အဖေကျမရလဲကောင်းတာမဟုတ်ပဲနဲ့အစားလေးတစ်လုံးကြောက်တော့နဲ့ယောဂအတိုးမခံပါနဲ့ မမီးရလေဖေရလည်းမတက်တာမှစားကြည့်နေတာဟာ ကဲအဖေတမန်အဖေတွဲဆိုပြီးရေလာရှိတယ် ဟုတ်လား ဒါလေးလေဒါလေးပဲဒါလေးကုံကြီးစစ်တိုင်းနေထုတ်ထားတဲ့လေးဖက်နာစီးရင်နဲ့စီးပြားဖေရဲ့သူကလေပူးလေးဖက်နာသွေးလေးဖက်နာအရေပြားလေးဖက်နာနဲ့ယူရစ်အဆစ်ပို့လို့ဖြစ်တဲ့ခေါင်းယောဂါတွေနဲ့အဆစ်မြင့်ရောင်ရမ်းကြိုက်ခဲတာတွေကိုတက်တာစေတယ်ဖေရဲ့ အော်ကြီးမောင်ယောဂအတွက်လည်းဘေးထွက်ဆိုကြလုံးဝမရှိပဲနဲ့တောက်သုံးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြလိုက်မယ်လေယောက်ျား ဟုတ်တယ်အဖေသမီးပြောသလိုပဲ ကျေးဇူးတင်လိုက်ကွာဒါတဲ့ဒီဆေးကဘယ်လိုတော့ရတော့ အော်ဒီစီးယူကြတော့လက်ဖက်ရည်စွန်း၅စွန်းတစ်နေ့ကို3ချန်နဲ့4ချိန်ချတောက်လို့ရတယ်ဒီဆေးပြားကြောင့်မနဲ့နဲ့ပြားညံ့နဲ့ပြားဆိုရပြီဖေရဲ့ ဟောကျေးဇူးတင်တော့သားရဲ့ဟိုဒါတဲ့ဒီဆေးကုန်သွားလို့ဟိုဝယ်ရင်ဘယ်လိုသွားဝယ်ရမလဲ အော်ဖေကလည်းဝယ်ပို့ပြီးမှာပေါ့ အော်ဒါနဲ့တမားတော်နဲ့ပြချင်တယ်ဆိုလို့ရှိရင်လေအဖေအမတ်စမြင်ဆွဲမြင်ဆောင်နဲ့တာယာကုန်းနဲ့နတ်တာကုန်းရဲ့ကွယ်အင်းစိန်ရန်ကုန်မြို့မှာရှိတဲ့အဖေရဲ့ ။အော်မိမလည်းလုတ်ပြန်ပြီအဖေကငါတို့ပို့တိုင်းပဲလိုက်ပို့ပေးမှာဟုတ်ပြီလား ပါလေသမီးကလိပ်စာတွေပြောနေလို့ကိုယ်တိုင်လိုက်မပို့ချင်ဘူးလား အဲ့လိုမဟုတ်ပါဘူးအဖေကလည်းမေမေအေးမေအေး ဟိုကောင်နာစောငါနဲ့တွေ့မှာဟဲ့မေတ္တာမေတ္တာမေတ္တာဟိုမှာရှင်းမအောင်ကြည့်အောင်တနေ့တနေ့မျိုးလေးစုံနေတာဆိုအခုရှင်းတော့ချက်ထားတယ်သူစားလို့တုံးတုံးလေး တူတခါတလေလေးစားတော့ဘာမှ ဘယ်လိုတကားတလေလေသူစားတယ်တနေ့လေးပါရှိတယ်အဲ့လိုမျိုးလေးစုံနေတာဆိုအာနာမှုမရှိဘူး ဟာဒါတော့ပေါ့မေ ရှင်းမလို့ဖြစ်နေတယ်ရှင်းမအောင်ကျွန်တော်တင်းနေတယ်တော့ကျွန်တော်ပြောမယ် အဲ့တော့ပြောပါနဲ့မိမလေး အရှင်သွားပြော ပြောရဲဦး ရှင်ပြောမှာပြောလားရှင်ပြောကျွန်မအိမ်ဘွားစင်းမှာနော်သူစင်းမှာကျွန်မစင်းရမှာပြော တော့ပြောဆရာရှိလို့လဲပြောဆရာရှိတယ်လို့ပဲ အော်ဟုတ်တယ်မအမလေးဖင်လန်ဘယ်တော့လောက်ပြန်มาလဲယင် ဘာလဲဖယ်လာလိုက်ချင်လား မဟုတ်ပါဘူးမလိုက်ချင်ပါဘူးမရဲ့အမလေးဒီအိမ်မှာများနေတာနည်းနည်းများကြာနေပြီလားလို့ အော်လက်ဆက်တော့နင်တို့ကငါ့ကိုဒီအိမ်ကနေပြန်စေချင်တာ哦ရပါတယ်လေမောင်လေးနဲ့ရောက်မှမနေခိုင်းစေချင်ဘူးဆိုလဲအမပြန်လိုက်ပါမယ်အခုပဲလေလက်မဖြတ်လိုက်တော့မယ်တကယ်တော့ငါမောင်တို့ဒီမယားနဲ့ရောက်တော့အမရဲ့စီးစက်ဥစ္စာပိုင်ဆိုင်မှုအားလုံးကိုအမွေချစ်ပေးခဲ့မယ်လို့စဉ်းစားထားပါမယ်မထိုက်တော့လဲမရဘူးပေါ့ ကျောင်းမခေခေကြီးပြန်လို့မလားမပြန်ပါနဲ့ယောက်ျားရှင်ဘလို့ကိုမမထွက်တာလေဖြစ်အောင်မဝိုင်းရောက်ဖျောက်ရှင်တော်ရက်စတာပဲ ဟာမဟုတ်ဘူးလေမဟုတ်ဘူးလေအဲ့ဒါလေအားလုံးကမင်းအကြံ ရှင်မမပြောမင်းနဲ့ဘာလဲရှင်ကျမဝါရီထုတ်ချင်နေရလားကျောင်းမမမကြောက်နဲ့နော်မမကျမတယောက်လုံးရှိရဲ့လဲချစ်တယ်လုံးဝတမ်းတော့ မတွေ့တော့လင်းကားနဲ့တော့ကြည်တန်းချောလာနေတာတော်တော်မွေးအမလေးနဲ့လေချင်းနေကြည့်ရနေတာတော့သိလား မလည်းကျွန်တော်ကလည်းတတိယနေရပါ ကဲဒီနေ့လေမောင်လေးပြန်လာမယ်ဆိုတာတိလို့ချက်ကလာတာချီရခန်းဒီမိဖို့ပြီးကျွတ်တင်နေတုတ်ထားတယ်အဝစားကြမယ် စားမယ်ဟုတ်မမအတွက်လေလက်ဆောင်အများကြီးပါလာပြီလား မလင်းငါမောင်ရဲ့လက်ဆောင်မလို့ပါဘူးအမလေးငါမောင်ပြန်လာတာနဲ့ဝမ်းသာနေပြီ ဒါ ငါမောင်အခုလိုချောနေပုံနေရတော့လေရွာတွေကကောင်မတွေလေအိမ်ရှိမှာချောင်းပအောင်ချေရှုပ်ကြမှာသိလား မြတ်ကိုကို ချူချူဆူဆူ နင်ကလေကျောင်းတော့တဲ့ကလေးနဲ့ချောလာလိုက်တာနော်မင်းသားကိုရကြနေပဲ ဟဲ့ဒီတော့စကားပြောရင်ပါစကားပဲပြောလေပါကိစ္စလက်ပါရတာလေနင်တို့တော်လက်တန်တဲ့လေငါမောင်သားကြီးခိုင်းတော့ငါမောင်သားကြီးပိုးမှာပေါ်ဟဲ့ကိုစစ်ကိုတိကြနော် အော်မလည်းငယ်တငယ်ချင်းတွေကို ဟာငယ်တငယ်ချင်းနေလေဟဲ့နင်တို့လည်းသိအောင်တခါလေးပြောထားလိုက်မယ်နော် ညငါလေးလေးနဲ့ပေးခါမှမကြည့်တော့ကောင်းမလို့အိမ်ပေါ်လက်ခံတဲ့ဘောတူထားဆုံး လူရနဲ့တော့လက်ခံခဲ့တာမဟုတ်ပါဘူးအမေရဲ့ကောင်မလေးကလေဝတ်တာစားတာခစ်ဆန်ပေမဲ့ချစ်တာပြုတ်တာအိမ်မကိစ္စနိုင်တယ်အမေရဲ့ ရုပ်ကပိုင်လို့ရုပ်ထိုက်ကမှနင်ကမြို့ချိုသားနေမလားနင်ကလေနော်နင်နဲ့တပုံစံကျချွေးမောက်ရှာတတ်တယ်နော်အော်ပါငါသားလေညီးကြောင့်ဒုက္ခရောက်ရတာငါမြို့ကြတော့ငါသားလို့ဖြစ်မခံနိုင်ဘူးဒါကြောင့်ငါခေါ်ရမယ် အမေကလည်းအမေသားတော့ကအမေမနိုင်လို့ဖြစ်တဲ့ကိစ္စကိုအခုကျမတော့ကကျမနိုင်ပါတယ်အမေရဲ့အဲဒါစိတ်ချလက်ချပြန်နော် အပေါက်ပိတ်လာခေါ်တာ အော်အဖေ ဟေးလာ
မေဘယ်လိုလုပ်မှလဲလို့ မလေးဘလို့မှလုံးမနေနဲ့သူ့မြေးတံသူကြာကြာမခံဘူးပြန်လာပို့လိုက်မယ်ဒီနေ့အကောင်မရှိတော့ဘူးဆိုတော့အမေနဲ့တမီးနဲ့နိုင်အောင်ထကြမင်း ဟမ် ဟမ်ပြီးတော့ဟဲ့နေလို့ နာဘာလို့ဝင်ခံတာလဲ အမေရောတကြံမြောက်သေးပဲနဲ့ကိုချွေးမဘာလို့ရင်နဲ့ပတ်တာလဲ ပတ်ချင်လို့ပတ်တာမဟုတ်ဘူးနေမိန်းမရဲ့အတင်စိုးတွေတတ်ဆင်သွားအောင်ပတ်လိုက်တာ ဩမင်းကလည်းအဲ့လိုပြောရအောင်တားမိမဘာဖြစ်နေလို့လဲ နေမိန်းမကိုနေမေးကြည့်မိုးလေးမိုးချုပ်အိမ်လောက်ဘာမှမလုပ်ဘူးဇက်ပွဲပဲသွားကြည့်နေတယ်ထမင်းဆိုရင်ငါအတွက်မပြောနဲ့နင့်အတွက်တောင်မချက်ဘူး ဟုတ်လားယင် ဟုတ်တယ် ခုလည်းပဲချိန်ပြန်လာလို့မေးကြည့်လိုက်အောင် ဘယ်သူစောစောပြန်လာမလို့ပြောခဲ့ရလေ ဟဲ့ညီစောစောကဘလို့စောစောလဲ ကွာဘယ်နဲ့စောစော ညီကိုညီအိမ်တောင်ရှင်မဆိုတာလေမဲ့မနေနဲ့ညီအိမ်မှာညီဘလို့ပဲနေလာငါအိမ်ရောက်ရင်တော့ငါစီကံပဲနေနိုင်ရင်နေမနေနိုင်ရင်ဒိုး တွေ့လားရှင့်ပဲကျွန်မအပြစ်ပဲလိုက်ပြောတယ်စိတ်ညစ်လာပြီအဲ့ဒါကိုရှင့်ကျွန်မပြောပါတယ်အိမ်ခွဲနေရအောင်လို့ ဟာမင်းနဲ့မင်းရဲ့ချားမလဲငါဘလို့နေရမလဲကိုမသိတော့ဘူးမင်းကလည်းမင်းမဲ့ ဟဲ့ဒီမိုးနဲ့နေမိုးချုပ်ဒီဖုံးမကြည့်နေတော့မလားမအေးအဝတ်ရှော်မလို့လေရေးလေးပါလေတင်ကူပါအောင်လားပြီးရင်လေခေါင်းကိုက်တဲ့ဖင်ကိုက်တဲ့တွေကလုံဦးမယ်နော်မဝတ်အိဆိုလဲလေဝတ်ပြီးတဲ့နေရာမှာချွတ်ထားတာနားဟောင်းနေရပဲရှော်လိုက်မယ်ငါပြောပြီးနော်ရှေ့တော့တင်ပေးအောင်ငါ့ကို မေတာဖိုက်ချလို့ စာမှာပေါ့အချိန်ပြဖုံးပဲကြည့်နေတဲ့ဟာဖုံးအားတွင်းတယ်လို့လေနေမိုက်ကိုလည်းပြည့်သွားအားတွင်းချင်းနဲ့တော့တွင်ထားလိုက်သွား မေတာဒီမှာခေါင်းတစ်ချမ်းလေထိုးထိုးကိုက်နေလို့ ကိုက်မှာပေါ့နင်တို့ကဖုံးတဲ့မြေလုံးနဲ့ခွာတယ်လို့မှမရှိတော့ကြိုင်လေလူကြီးဖုံးတဲ့ဖက်နဲ့ဝင်တော့မှတိလာတတိလေးလည်းထားကြအောင်တာရေတာအမေရေချိုးတော့မလို့ခေါင်းဆွဲတော့ပဲခေါင်းဆွဲကုန်နေလို့ ကုံမှာပေါ့အမေကတီဗီပဲကြည့်နေရယူ ဘာပြောတယ် မဟုတ်ဝယ်ပေးမယ်လို့ဘာကုံတာလဲမေ ခေါင်းလျှော်ရည်လို့ဒီမှာတခြားအိမ်မွေးကနေငါ True Beauty ခေါင်းလျှော်ရည်နဲ့မှလျှော်တတ်တာဒီအစိမ်းရောင်ထောက်လောက်ရရှမ်ပူကစန္ဒအာဟာရဖြစ်ပြီးလို့စန္ဒအရှင်မြတ်နဲ့ဗီတာမင် E ပါလို့ပစ္စည်းနေတဲ့စန္ဒတွေကိုကောင်းမွန်စေတဲ့ Peppermint Oil ပါလို့စန္ဒအဖျားညိတာတွေကိုတက်တာစေတယ်လေဒီခရမ်းရအောင်မင်းညိုရှမ်ပူကတော့ Zinc ပါလို့စပင်ညိုတက်တာတဲ့ Tea Tree Oil ပါလို့ဥယျာဉ်ပြအဆိုတဲ့ထိမ့်ပေးပြီးတော့ပေါက်ထားတာကိုလုံးဝတက်တာစေတယ်အမလေးဟဲ့နင့်ရှင်းပြတာလေလက်ကောင်းတာဖက်သိလား ချမှာပေါ့အမေကတီဗီပဲကြည့်နေရယူ ဟမ်